ထောက်လို့ရတယ်ပေါ့နော်ကလီယောနိုင်တယ်ကလီယောနိုင်တယ်ကာလီယာစပရက်ပြန်ဖြတ်ပလိုက်လို့ရတယ်စပရက်ပြန်ဖြတ် ဘ လို ယ် က် လ လို့ရတယ် င်းနိုင်မှန်းသွားလိုက်တော့ဘယ်လင်းနိုင်မှန်းသွားလိုက်တော့ game 3တင်းဆဲပဲတင်းဆဲပဲ ဒီစားပါ โอเคကွာပလာနေမယ်ကွာနော်ပွဲပြီးရင်တွေ့ကြတော့ ဆရာခေါ်သေးလားကိုသေး အေးဆရာဆရာငါအောင်ခေါ်ကြည့် ငါတော့ကိုသေး ဟုတ်စားပွဲပြီးရင်တွေ့မယ်ဗျာ ထုတ်ပြီစီစီ တွေ့မယ်တွေ့မယ် ကဲဗလန်မင်းရောပလာနေမယ်လားသားကြီး ကြိုက်ဦးတင်း7လေးပူကြိုက် တွိုက်ပေါ့ငါတော့အဲ့လိုမျိုးနော်မင်း risk you ရဲ့တဲ့စိတ်ဓာတ်ကိုကြိုက်တယ်ကောင်းတယ်မကြိုက်နဲ့မနဲ့အကြိုက်မတူတာကောင်းဆုံးပဲကဲဆိုတော့နော်ကျွန်တော်တင်း7မှာကတော့ CK ကတော့ join နေပဲပွဲထွက်လာရင်လည်းမတော့ယိုရီနေနဲ့တော့လင်ပါနော်ကျွန်တော်တို့ဘက်မှာကာကြောင် offlane ထွက်လာတယ်နော် last spin မှာဘယ်သူမှမပစ်ရသေးဘူး bro first time ပဲဘတ်ပေးထားတာမှန်တယ်ဒါပေမဲ့အဆင်ပြေပါမလား OP တချက်စားလေးမှာ fabulous ဟုတ်ပြီလေ What the fuck အဲ့ဒါရဘလူးပလေးကြီးတော့ ဟေ့အောင်အရင်တော့ Maxman ဟိုဟာရိုမာနှကောင်ထောက်ပေးတဲ့ flow ကြီးဟာဒီ bro သေးတော့မေးဒီ bro ဖလေကတော့မပေးဘူးဗျเนาะဆိုတော့အဲ့မှာ join injector လေးနဲ့ကန်ထုတ်ပြီးတော့ဒါလေးတော့ပြန်တော့ forward လောက်တာသေးတယ်ဟုတ်တယ်အရင်တော့လို့113ပုံစံမျိုးသွားနေတာပလာတွေက အော်ဘူးကိုသေးဥသာလာ fabulous လာယူတာလို့ပြီးရင်သူ့လမ်းသူသွားတော့မှာ ကြည်ဟုတ်လေသူသွားနေလမ်းကြီးကိုလဲ အော် ထုတ် ကင်မီကနှစ်လမ်းစားနေရလား ဟုတ်တယ်ကင်မီကအလဲလန်းနဲ့ပေါ်လန်းနဲ့သူနှစ်လန်းစားနေတာအဲ့မှာလင်းဝင်လာပြီးတော့နောက်မစည်းရံတော့လင်းတမ်းမဆော့ပလိန်နဲ့ဆိုလိုကြီးဝင်ကောက်တဲ့နေတာတခုကတော့လှလိုက်တာဓာတ်တွေပတ်သိမ်းသွားတာရဲ့ရှီ ဟုတ်တယ်နော် ယိုရီတကယ်ကောင်းတဲ့လင်းလေးပါညီကို what the fuck အဲ OB အော်လမ်းမှာဂျော်ဟန်အင်ဂျက်တာ OB 3ပေါင်တစ်ပေါင်ဆိုရတယ်ဘလို့မဟုတ်တော့မင်းလုံးဝမင်းလုံးမရတာဟုတ်တယ်ရှင်တော့မေတာပုံစံမျိုးဖန်နေနေတာဒါကြီးဟိုကင်မီကအလဲနဲ့ပုံစားနော်ဂိုးတွေကရအောင်လမ်းမှာမင်း room fighter နှကောင်ဖမ်းပေးမဲ့ကောင်နှကောင်ထောက်ပြီးထားတယ်မရဘူးမလွယ်ဘူးဖမ်းလို့ အောင်လန်း3ယောက်နဲ့မင်း OP ကိုတတ်တာနှစ်ခါရှိပြီနော် What the fuck ဘလို့ကြီးစော်နေရတော့ပလာတင် God အဲ့မှာတော့အဲ့ဟိုအားနေချက်ကတော့တိုက်တက်တယ်ပေးရမယ် တော်တယ်ပေးတာပြဿနာမရှိဘူးလေနော် ဒါမဲ့လေ review ရှင်းလာပေါ့ဝါသေးတယ်တောက်ရမ်းမိုက်တယ်ရောက်ရေပလာတင်စော့လေတိုင်းရဟာတိုက်မင်းဘလို့လို့ထင်ပါလဲအဲ့လိုမျိုးလုံရဲကြိုင်ရဲမယ်လို့ risk ယူရဲမယ်လို့ အော်ရှုံးရင်ထွက်ရမယ်ပွဲကြီးကိုဟမ်ကဲအောင်လန်းမှာ2မိနစ်နဲ့တာဝါရလိုက်တာ what the fish နော်သူတို့စော့တယ်နော်အာလီဂိမ်းပလန်တော်တော်ကြီးကောင်းတယ်ပဲပြောအောင်ပါ ရောက်ရေမနေ့ကတော့နုပညာတစ်ခုခံရတာဆိုရင်တော့ဗလက်ဒီပွဲရောနုပညာတစ်ခုခံရတယ်လို့မထင်ဘူးလား နော်နောက်ဆုံးရှုံးရင်ထွက်ရမယ်ပွဲကြီးဆိုပြတယ်မလုံးတင်တော့ဘူး cross eddy မာတော့မာဝါမလားရောက်သွားသေးတယ်เนาะတကောင်တော့ပြန်ရလိုက်တယ်မစိုးဟီရိုဂီတကောင်အဲ့လိုမျိုးတော့တော့အချိန်တစ်ခုထိလောက်ပဲကောင်းမယ်နဲ့တူတယ်တော့ငါထင်တော့ အဲ့လိုသွားလို့လို့မရဘူးလေ Oh my god level တစ်ဆင့်တော့ဖြတ်ထားနိုင်တယ်ဗောနော်ယိုရီနေနဲ့ CK ကိုတော့ ကဲလိမ့်နေပါပြီပဲချင်းဆော့မလားနော်ကင်မီကမင်တလန်မုံ2လန်းစားနေရဆိုတော့ 2မိနစ်ကိုတာဝါတစ်လုံးရတယ်ဒါအပေါ်လမ်းမှာခုလဲ first tower တစ်လုံးထပ်ရမယ်ဆိုတော့ပွဲရတော့เนาะနည်းနည်းလေးတော့ပြတ်သွားမလားတော့မသိဘူးဒီ bro မှာတော့ဟွာရှိရကာတာပိုင်း smash ရှိတယ်အရင်ဖမ်းခံလိုက်ရမလားနောက်မလေး red dan တော့ခေါ်ထားသေးတယ်ဂျောဟက်အက်ဒီတမ်ပေါက် injector အော်ဒါပေမဲ့ tsunami slide နဲ့ရင်ဝင်ဝိုင်းတော့ avada တကားကြီးရဲ့လင်တမ်မဆော့ပလိန်နဲ့ဓာတ်တွေပါတွေတော့ပတ်သိမ်းသွားသေးတယ်ဆိုမဲ့လေသွေးတစ်ဆက်လေးနဲ့လွတ်သွားတယ်ဗောနော်သွေးတစ်ဆက်လေးနဲ့လွတ်သွားတယ်သွေးတစ်ဆက်လေးနဲ့လွတ်သွားတယ်နှမျောစရာကြီး bro ပေါ်လန်ဂူရှိနဲ့တာဝါလေးထက်ယူဗောနော်ဒါပဲရှိရ ဒါပေမဲ့အချိန်တစ်ခုထိပဲနော်ကျွန်တော်ပြောပြအချိန်တစ်ခုထိပဲနော်ညီကိုတို့ပလန်လေးကထပ်ရှိ 3မိနစ်3000တာနေပြီလို့လှုပ်ချင်တိုင်းလှုပ်နေတာ အေးလေ3မိနစ်ကိုနောက်က3000တာသီးနဲ့ပလာနေဟိုးဘသူကထင်ထားပါလဲအဲ့လိုကြီးဆော့မယ်လို့ဟာအရင်တော့113ပုံစံမျိုးကိုဆော့ပြနေတာဘရိုသိလားအရင်တော့ဟို old school တွေဆိုရင်အမီလောက်တယ်ဘရိုအဲ့လိုမျိုးအောင်လန့်ဂိုးလင်းနှစ်ကောင်အထောင်ထားဆော့ပြီးတော့ကျွန်တော်အင်ဂျာလွဲသွားပြီ Faza Feather Air Strike ကြမှာဒီ cross ပြန်ပေးရဖို့တော့များမလားတစ်ဖက်မှာလည်းကာကြိုင်းရှိနေရဆိုတော့လောက်တော့မလုပ်ရအဲ့အချိန်မှာဒါယူရီရဲ့ share fan သေးလား ဟုတ်တယ်နော်ယိုရီလည်းဖန်ရတယ်နော်ဝါတာလေးကလည်းဖန်ရတယ်ဂရန်ယာကသိရတဲ့အတိုင်းပဲဘလို့နှစ်လိုင်းလုံးကဂိုးရှိရတာဆိုတော့နော်တော်တော်ကြီးဖတ်တဲ့ထဲမှာတော့ပါ4မိနစ်ကို4000တော့ပြတ်သွားပြီ Oh my god ပလာတင် is doing it နော် what the fuck ဘယ်သူကထင်ပါလဲအဲ့လိုကြီးစော့မယ်လို့ restore ယူရဲတဲ့အတင်းမှာ bro စော့ပြနေပြီနော်ဒီဘက်မှာကာဂျာကတော့ဖလစ်ကတော့မရှိဘူး divine adjustment တော့ရှိပါတယ် join ကျွန်တော်ကန်ပြီးတော့ဆွဲလဲရတယ်လေသားရဲ့
လင်းမာလာပြီနော်အဗာတော့ the guardian cherry kiri မီဝိုင်းမနောက်မှာ damage ကမပါဘူးတိတယ်ဂျောဟက်ကံမလားလောက်တာတော့မလုပ်ရဲပါဘူးဆိုတော့ second tower တစ်လုံးလေးတော့နည်းနည်းလေးတော့သူ short လိုက်တယ်ပေါ့နော်ဒီလောက်ပါပဲလင်းနေလဲလေသူပြန်တော့ဆင်းသွားပြီးတော့ jungle လေးလေအပေါ်အလဲခရီလေးသွားဆောင်မယ်9မိနစ်ပဲရှိသေးတယ်နော်တော့4000ပြတ်နေပြီ guys ကဲ9ရောက်လုံးပေါင်းချဖို့တော့ရွေးချယ်လိုက်ပြီဗျအဲ့မှာကာကြ divine jasmine နဲ့ခလီအောင်ပဲရင်ဆွဲဖြတ်လိုက်တယ်ပေါ့နော်ဆိုတော့လင်းနေနဲ့အရန်စိတ်ပူကြမလို့တော့ဘူးနော်မလင်းတမ်းပါဆော့ပလိတ်နော် granger ပြစ်ချက်နေနဲ့ဓာတ်တွေပါပတ်သိမ်းဝိုင်းနော်ယိုရီဝေါ်ဘော်လီတက်ပြေးသွားသေးတယ်တေမလို့တော့ဖြစ်သွားတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ခုတီတီကတော့အသက်ရှင်နေသေးပါပဲကဲနော်လဲမှာတော့ဘာဖြစ်တာဝါတစ်လုံးတော့ထက်ရဖို့တော့ရှိနေတယ်တစ်ဖက် spare တွေကလည်းမကြံတော့ဘူးဆိုတော့ကာဘူးကတော့နည်းနည်းလေးခတ်မယ်ခေါင်းမကြီးလာကာလို့ရှိရင်တော့ UK ပါပေးရနိုင်တဲ့အတွက်ကြောင့်နော်ပေးလိုက်တာတော့ပိုကောင်းပါတယ်level ဟိုပြတ်နေပြီဂိုးလိန်တာကြားမှာလေ level 2ဆင့်ပြတ်တယ်ဂျန်ဂလာနှစ်ကောင်ကြားမှာလေ level 2ဆင့်ပြတ်တယ် guys နော်ကဲဟုတ်တယ်ရောင်ကြီးနော်9မိနစ်နောက်က9000 bro ပလာတွေရှော့မတွက်နဲ့လို့အဲ့ဒါကြောင့်ပြောခဲ့တာ what the fuck ဘလို့ကြီးစော့ပြသွားလဲမသိဟမ်နော်ကျွန်တော်တိုင် flow creator ဟမ်တိုင်ဟုတ်တယ်နော်ဒါပေမဲ့အဲ့တွက်တွေကကိုဒီ Indo တို့ Philippines တို့မှာတော့မရဘူးဟိုကောင်ကြီးနည်းနည်းတော့အနေများတာပေါ့ဒါပေမဲ့လည်းတိုက်ရဒီလိုမျိုးလိုအပ်နေတဲ့အချိန်မှာတော့နော်ထုတ်ရဲတဲ့တက်တီကိုပဲလေးသားပါတယ်ဆိုတော့နိုင်နာမနိုင်နာပါထားဆိုတော့ online second tower တစ်လုံးနဲ့ D cross အသက်တော့လဲလိုက်တယ် D cross ကလည်းသူတင်တေးပလေးစီပြည့်ပြည့်ဝင်တာဘလို့ဒီကတစ်ဖက်ကကောင်လေးရှိန်နေဖို့ပဲလိုတာပေါ့နော်6မိနစ်မပြည့်သေးဘူးလို့ second tower တွေပါယူလိုက်ပြီလို့နော်ခလီယာလိုင်းတော့သူတို့ကာဂျာ divine jasmine နဲ့ထိန်းတဲ့ကွက်လည်းသဘောကျတယ်အဲ့ဒါယူရီကနည်းနည်းလေးဟိုဖြစ်တယ်ဒီလားတိုက်စစ်ဖြစ်တယ်ခလီယာပဲကြောက်ရတာယူရီကပလာတင်ကြီးကလုံကြီးလို့အဲ့လိုစော့ရဲတာကြီးကာဂျာနဲ့ဂျိုဟန်နဲ့က grand ကြောင်ထောက်တဲ့ဖလိုကင်မီကအလဲနဲ့ပေါ်ခရီစာယူရီကဂျန်ဂါဖန် what the heck စောပိုင်းအဖာတောင်နှစ်လမ်းပေးစားထားတာနော် fabulous လာယူတာမဟုတ်ဘဲနဲ့သူက3ယောက်ပေါင်းပြီးတော့တာဝါ Jasmine ဂျိုဟန်အင်ဂျတာခလီယာအနေနဲ့တော့ဘယ်နာတက်ထွက်လို့ထော်ဝမ်းမှန်းတော့မသိလိုက်ဘူးဘလို့ဖလစ်ကာလည်းခုံနေမရလိုက်ပါဘူးကဲဖာဆာမဲတာဝါတွေအကုန်လိုက်ယူနေတာလို့ကိုသေး9မိနစ်ပဲရှိသေးတယ်တာဝါတွေကိုသူကလူစုပြီးတော့ယူတာသိလားဗျခုနအောက်လမ်းမှာသူ2မိနစ်နဲ့တာဝါတစ်လုံးရလိုက်ပြီးတော့အပေါ်လမ်းကိုပြေးသွားပြီး first tower ချိုပြီးတော့အဲ့လိုမျိုးလဲဒီပိုင်း second တွေအကုန်လိုက်ယူကိုစီးဖြောက်တယ်ကာဂျာမှာ divine jasmine တော့မရှိဘူးဘာလို့လို့မသိရဘူးတင်း7ပလန်မရှိတော့ဘူးတာကြီးသူတို့မှာဘာလို့လို့မှမသိဘူးဖြစ်သွားရဲ့နော်အနုပညာကြီးခံအေးဂျာကြားမှာပါလာပြီ OP ပြန်တော့ထွက်သွားခဲ့တယ်မတော့လင်းနေနဲ့ရောက်တော့ဝင်ကောက်ထားတယ်တမ်မဆော့ပလိန်နဲ့ဖာစားတကောင်မှာတက်ဖို့တော့လုံနေတယ်မနောက်ဆုံးမှာတော့အိုယိုရီပြန်တော့ကြာသွားသေးတယ်ဒါမှလည်းပေးလိုက်ရတဲ့ဟီးရိုးကတော့နော်ယိုရီတကောင်တော့ပဲကျွန်တော်နည်းနည်းလေးနှမျောဖို့ကောင်းတာဗျဆိုတော့ဒီဘက်မှာပြန်ရလိုက်တာ second tower တစ်လုံးနဲ့ new goal နဲ့ OP goal လိန်းကြီးပြန်ရလိုက်တာဆိုတော့ planning back ကအဆင်ပြေနေသေးပဲလို့ပဲပြောရမှာတိုင်နောက်ပိုင်းလင်းတန်ပိုကြလာလို့ရှိရင် Maxman နဲ့ကောင်ထုတဲ့အနေအထားမျိုးမှာလဲတင်း7ဘက်ကခတ်အောင်ပါပဲသိလားနော်မာအိမ်မဟုတ်ရင်တော့နိုင်ပါတယ်နော်ဒီမှာ Granger Kimi follow ကအိမ်မဟုတ်ရင်ရကျန်တဲ့တင်းတွေဆောင်းရင်အဆင်ပြေအိမ်မှာဘာဖြစ်ရှိလို့လဲတိုင်နော်ကဲဒါကြီးစော့ပြနေပြီ network 9000သာသီးနဲ့10မိနစ်လောက် diamond မှာ second tower အကုန်ကျိုးသွားပြီဘလို့နော်တော့ထိုင် mega တက်ထွားရုံပဲဒါဘယ်သူ idea လဲမသိဘူးနော်ဒါကြီးဟုတ်လေသူတို့ကြိုတော့တွေးလာမှာပဲနော်ဘာဖြစ်ဟေ့အောင် what the fuck ပလာရင်းကဒီလိုစော့မယ်လို့ဘယ်သူကထင်မှာတော့နော်မှန်ပဲမင်းနော်တကယ်အရေးကြုံလာတဲ့ပွဲကဲကာဂျာသူရင်ဖမ်းဖို့ကြိုးစားပြင်မလဲတစ်ဖက်က Title Strike နဲ့ကင်ပေါက်တော့ခံလိုက်တော့ T-Bro အနေနဲ့တော့ Divine Jasmine တော့မထော်ပါဘူးအဲ့မှာ Join Lettify Billy နဲ့တော့ Cherry Cutie လို့ပြန်ရတယ် Combat တော့ဖြစ်နိုင်သေးတယ်ဗောနော်ဆိုတော့ short တော့လို့တော့မရဘူး normal Kimi New Go နဲ့ပြဿနာသွားတန်းနေမှာတော့ဒီ cross တကောင်မပေးရမယ်နေတာတခုမှလေနေနဲ့ဘတ်လိုင်းနဲ့ OB ပဲဝင်လောက်တာတော့မထမ်းမဆော့ပလေးဓာတ်တွေပါတော့ပတ်သိမ်းဝိုင်းနေပဲ OB တကောင်တော့ရလိုက်တယ်ဒါမှမဟုတ် Clear Stanley နဲ့တော့ပြန်တော့တေကန်ကြီးမပြန်ထွက်ထားသေးဘူးနော်မိတ်ကလည်းဇီးရရလိုက်တယ်ကွာဟီဝေ3ကောင်တော့ပေးလိုက်ပဲနှစ်ကောင်ကဘလို့ပဲဖြစ်ကပြန်ဆွဲသွားသေးတာရောင်ဒါတော့မှပဲနော်နှစ်ကောင်တေထားတဲ့အချိန်မှာဗတယ်ဆိုင်လို့ပဲ9ယောက်ဆိုင်မယ်ဆိုတော့မတွေးရသေးဘူးဘလို့ကဲနော်ဒီဘက်မှာဘာဖြစ်နော်ရှက်တောင်းကြီးတွေပါရလိုက်တာဆိုတော့လေ network လေးတော့နည်းနည်းပါပြန်ရလိုက်တယ်ဘာဖြစ်9900လောက်တော့ကျန်နေသေးတာဆိုတော့ပလာနေနေတော့အစင်ပြေနေသေးတယ်ပေါ့နော်မှားဝိုင်းလို့လောက်တာတော့မလောက်တင်တော့သူအောက်လမ်းယူစရာတာဝါလည်းမရှိတော့ဘဲနဲ့အဲ့နားမှာဘယ်တော့ချတာခုနကအတိုင်းအမှန်တိုင်းပြောတင်း7ဘက်ကကောင်းသွားတာတခုကကာကြောင်ကကျွန်တော်ဝင်လာတဲ့အချိန်နဲ့ Title Strike သုံးလိုက်တဲ့အချိန်နဲ့ကွက်တိကြောင်သွားလို့သိလားရင်ဖမ်းတဲ့ကောင်ပြတ်မှာဆိုတော့ခုနကကာကြရင်ဖမ်းခံလိုက်တော့ကာကြပြတ်သွားတာမဟုတ်လို့ရှင်တန်းပေါက်ကိုရင်ဆွဲရင်တန်းပေါက်ပြတ်လောက်တယ်ယိုရီကလည်း share fan တာသိလားနော်ဒီကောင်ဟို၄ကောင်တာဝါပတ်ယူပေးနေတဲ့အချိန်ဒီကောင်လိမ့်နေစားချန်ဂယ်ရီစားနေတော်ကြီးဖတ်နေတာဆိုတော့လင်ဒမ်မစ်ကလည်းများတယ်လုံးနဲ့တက်ယုံပဲ guys ပလာရင်းကထောက်ဆိုင်လောက်ပြနေတာလေ what the fuck
ယ်သူမှမထင်ထားဘူး let's pick ကားကြ နောက်ပွဲတော့အဲ့လိုမဆော့တော့ပါဘူးဒီပွဲကနည်းနည်းရေးကြုံလာလို့ ရေးကြုံလာလို့သုံးလိုက်တဲ့ flow ပဲ risk you လိုက်တဲ့သဘောကွာ plan သေးလား ဖြစ်နိုင်တယ်ဖြစ် နိုင်နာမနိုင်နာပါပါဒါတိုက်ငါဒါတိုက်ဟိုသူတို့ one shot ပဲတိုက်50-50ပဲလုံးလဲဖြစ်သွားနိုင်တယ်လို့လုံးလဲမဖြစ်သွားနိုင်ဘူးလေနော် မှန်နေ risk you ရတာပဲ bro game မှာ consi flicker တမိုင်း adjustment ပေးမလား clear အနေနဲ့ AC ပဲတော့မ game rocket ဆွဲစုထိုင်းတော့မလင်းနေတော့ဝင်တော့မလာဘူး new goal အနေနဲ့အရင်တေသွားမလား Johan ပါတော့ပါသေးတယ်လင်တမ်းမဆော့ပလေးနဲ့အကုန်သေးအကုန်မဲနေထားပဲ bro တမ်းပေါက်လေးပါနော်တွေးတစ်စက်နဲ့ပြေးနေရတယ်မဲကနှစ်လန်းကိုတော့လောနေတူပဲရဝိုင်းတော့ divine adjustment ဆွဲလိုက်တော့ CK တကောင်မပြစ်ချခဲလဲ shut down တဲ့ triple K cherry cutie နဲ့တူပဲနှစ်ကောင်ပဲကြံတော့တယ်တမ်းပေါက်နဲ့ OB ထိန်းလို့ရပါအောင်မလားနောက်တမ်းပေါက်ပြေးနေရပြီတမ်းပေါက်မှာရှော့ရပြီ bro မီနီရပိုင် cherry cutie နဲ့တူပဲနောက်ဆုံးမှာ crystal တော့တဲရိုက်ချိုးသွားနေပဲ7 minute နဲ့အကောင်းမွန်ဆုံးအလှပဆုံးအသေးသက်ဆုံးဆော့ပြပါတယ်ဒီ cross